ရှင်ကနမတ်ဖတ်ဖို့ခြေထောက်တွေကိုဆွဲဆွဲငင်ငင်နဲ့သွားရတယ်။ဒီနေ့မှာတော့နှလုံးသားကတင့်ကိုနမတ်ဖတ်ဖို့ဆွဲငင်သွားပါလိမ့်မယ်။ဒူအာတောင်းဖို့ကိုအတင်းကျပ်တွေလုပ်ရတယ်။ဒီနေ့မှာတော့မျက်ရည်တွေကတင့်ကိုဒူအာတောင်းဖို့အတင်းကျပ်လှုပ်သွားလိမ့်မယ်။ဒါဟာပြောင်းလဲမှုရဲ့သဘာဝပါ။အရင်ဆုံးကိုကလှုပ်ရတယ်။နောက်ပိုင်းမှာစိတ်ကလှုပ်စီတယ်။လူသားတွေဟာအလေးချင်းတွေကိုအလွယ်တကူနဲ့ဆွဲလန်းတတ်ကြတယ်။ဒါဆိုရင်ပြောစမ်းပါဦး။တင့်ကိုဖန်ဆင်းခဲ့တဲ့အချင်းမြတ်ကိုဆွဲလန်းခြင်းတဲ့ဘယ်ဆွဲလန်းမှုကပိုပြီးတော့ပျော်ရွှင်စရာကောင်းနိုင်မလဲ။အဲ့ဒီဆွဲလန်းမှုကအမြဲတမ်းပြန်ဆောင်ပြီးမဲ့ချစ်ချင်းမေတ္တာတခုအမြဲတမ်းလက်ခံပြီးမဲ့ခွင့်လွှတ်ခြင်းတခုအမြဲတမ်းအနားမှာရှိနေမဲ့အားကိုးမှုတခုပါဒီနေ့ခြေထောက်တွေကိုဆွဲပြီးတော့နမတ်ဝေပြုပါမနေ့ဖြန်မှာနှလုံးသားကတင့်ကိုနမတ်ဖတ်ဖို့ဆွဲခေါ်သွားလိမ့်မယ်ဒီနေ့အတင်းကျပ်ဒူအာတောင်းမှာမနေ့ဖြန်မှာမျက်ရည်တွေကတင့်ကိုအတင်းကျပ်ဒူအာလှုပ်စေလိမ့်မယ်ဒီနေ့အလားကိုဆွဲလန်းတဲ့အလေးချင်းနဲ့စပါမနေ့ဖြန်မှာအဲ့ဒီဆွဲလန်းမှုကတင့်ကိုထာဝရပျော်ရွှင်မှုတွေပေးလိမ့်မယ်ဟိုအလားကျွန်တော်တို့ကိုနမတ်စီကိုရှေ့လန်းစတင်သူများဖြစ်စေတော်မူပါကျွန်တော်တို့ကိုဒူအာတောင်းဖို့လက်ဖြန့်တတ်သူများဖြစ်စေတော်မူပါကျွန်တော်တို့ကိုတင်အရှင်းကိုသာဆွဲလန်းတတ်သူများဖြစ်စေတော်မူပါပရမဆုံးရှေ့လန်းနေဟာအခက်ခဲဆုံးဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့16ပါတနေ့မှတင်ဟာပြေးချင်လာလိမ့်မယ်တနေ့မှတင်ဟာအော်ချင်လာလိမ့်မယ်တနေ့မှတင်ဟာဆွဲလန်းသွားလိမ့်မယ်ဘာကြောင့်လဲဆိုတော့အလားကိုဆွဲလန်းခြင်းဟာဘဝရဲ့အမြင့်ဆုံးပျော်ရွှင်မှုပါ